ဟုတ်ဘေးပါရော တိုင်းလာဒီကိုပိုင်းအုပ်ချုပ်ခွင့်ရဒေတာအဲ့လိုပေးမယ်ဆိုရင်ရောဖြစ်လာမယ်အကျိုးဆက်ကိုရောသိကြမှာရောတိုင်းသားတွေသားကိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ကပေးရမှာဗျဒါပေမဲ့ ကောင်းရောသိကြမှာရောဆရာ ခင်ဗျာ ဆိုဂျိုကောင်းဂျို သိချင်မကြောက် ဆိုဂျိုရှိမလားကောင်းဂျိုရှိမလားအဲ့ဒါ ဟုတ်ကဲ့ကျွန်တော်ရှင်းပြပါမယ်ကျွန်တော်တို့ကယူဆတာပေါ့လေဖက်ဒရယ်လို့ပြောလို့ရှိရင်ကျွန်တော်လူမျိုးစုကိုအခြေခံတဲ့ဖက်ဒရယ်နဲ့ဘာလို့ဒေသနာကိုအခြေခံတဲ့ဖက်ဒရယ်ရှိတယ်ဆိုတော့ကျွန်တော်ကအခုအမေရိကန်ပေါ့လေထားပါတော့အမေရိကန်ဆိုလို့ရှိရင်သူကပြည်နယ်နာမည်တွေကိုသတ်မှတ်တဲ့ခါမှာကယ်လီဖိုးနီးယားတက်ဆက်အိုဟိုင်အိုမြောက်အီလီနွိုင်းဒါမျိုးတွေပေါ့နော်ပြည်နယ်နာမည်တွေအဲ့လိုသတ်မှတ်တယ်ကျွန်တော်တို့ကကြတော့ပြည်နယ်နာမည်တွေကိုသတ်မှတ်တဲ့ခါမှာကရင်ပြည်နယ်ချင်းပြည်နယ်ကယားပြည်နယ်ရှမ်းပြည်နယ်ဒါမျိုးသတ်မှတ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ကအဲ့ဒါပြဿနာရှိတယ်ဗျဆိုတော့လူဆိုတာကကဘာဦးခဲကရေကြီးရမျက်နှာကိုရွှေ့ပြောင်းသွားတာထိုင်တဲ့သဘာဝရှိတယ်ရှိတဲ့ခါကျတော့ဥပမာအခုဟိုတလောကရခိုင်မှာအေးရတိတ်လိုက်တဲ့ပလက်ဝပေါ့ပလက်ဝဆိုရင်ဒီတိုင်းကျတော့ချင်းပြည်နယ်မှာပါတယ်ဒါပေမဲ့နေရာရခိုင်အများစုကနေကြတယ်ဟုတ်နော်အဲ့လိုပဲဟာလားအခုရှမ်းမြောက်မှာလာရှိုးပဲဆိုလို့ရှိရင်ကချင်တွေအများကြီးနေတယ်ဒါပေမဲ့ပြည်နယ်ကရှမ်းပြည်နယ်လည်းဖြစ်နေတယ်နော်အဲ့တော့ခရားပဲဆိုတော့နေကြတဲ့နေရာတွေရှိတယ်ဗါလဲဟိုဖယ်ခုံတို့ကျွန်တော်ဒီမောဆိုးနဲ့စီဝါလို့ရှိရင်စီဘူးတဲ့နေရာတွေရှိအဲ့ဒါဖယ်ခုံမြို့နယ်ထဲမှာပါတယ်ဖယ်ခုံဆိုတာတကယ်ရှမ်းပြည်နယ်ဖြစ်တယ်ဗောနော်တကယ်တော့အမှကရန်တွေကြောတွေပဲနေကြတာအများစုကမိုးပြဲတို့ပါလို့ဆိုတာရှမ်းပြည်နယ်မဟုတ်ဘူးတကယ်ကျတော့ကရားတွေပဲနေကြတာအဲ့တော့ပြောချင်တာလူဆိုတာကအရင်တော့ဒီနားမှာနေပြီမဲ့လေကျွန်တော်ခင်ဗျားတို့ထားလိုက်ပါတော့ဗျာဟာပေါ့မီဂျီနာကရှင်လူတယောက်လေးနဲ့ကရှင်ဒါလေးတယောက်နဲ့အိမ်အောင်ကြားတဲ့ခါမှာခင်ဗျားဟလာဟိုကရှင်ကိုပြောင်းပြီးနေမယ်ပေါ့နော်အဲ့လိုပဲဟလာဟိုပေါ့ကရင်ပြည်နယ်ကဟိုတိုင်းလူတယောက်ကလည်းရန်ကုန်သားနဲ့အိမ်အောင်ကြားပြီးရန်ကုန်ပြောင်းနေမယ်ဒါမျိုးရှိတယ်ဆိုတော့အဲ့လိုမျိုးအခါတွေမှာကျွန်တော်ကဖြစ်စေချင်တာပေါ့နော်ပြည်နယ်နာမည်သတ်မှတ်မှုပေါ့နော်အဲ့လိုတိုင်းသားဟိုနာမည်မျိုးနဲ့သတ်မှတ်တာထက်ဗျာလူမျိုးစုနာမည်မျိုးနဲ့သတ်မှတ်တာထက်ဟာပဲပေါ့ဖန်ပြည်နယ်တောင်ကြီးပြည်နယ်ဒါမျိုးပေါ့နော်ဒါမျိုးကျွန်တော်ဖြစ်စေချင်တာပေါ့ဟုတ်ဒါပေမဲ့လည်းဟိုဒီဘက်ကဟိုဟာတွေကတော့အဲ့လိုဖြစ်ဖို့ဒါတိုင်းသားတွေရဲ့ဟိုသဘောထားရတယ်လူကိုသိတာပေါ့နော်ဆိုတော့နောက်တစ်ခုကကြတော့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးလို့ရှိရင်ကောင်းသလားဆိုးသလားဆိုတော့ကောင်းတာပေါ့လူကအခုအကြောင်းကိုအသိဆုံးပဲကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာကျွန်တော်တို့တစ်ခြားလုံးသဘောတူခဲ့တဲ့ကိစ္စပဲဒါအရေးကြီးတယ်လူလိုရတယ်ဒါပေမဲ့အဲ့ဒါကလည်းပဲဟောနော်ဟိုဗမာတွေကငါတို့ပေးမရမယ်ဆိုတာမျိုးလည်းမဟုတ်ဘူးခင်ဗျားတို့ကငကိုရပိုင်ခွင့်ရှိတဲ့အခွင့်အရေးပေါ့နော်တိုင်းသားတွေကဒီနေရာတွေမှာဆိုအဲ့ဒါကဟိုကောင်းကျိုးဖြစ်ဖို့များတယ်ဘာလို့လဲဆိုတော့နိုင်ငံသေးသေးလေးတွေကအရန်ဖွံ့ဖြိုးတိုးတဲ့သာရကရှိတယ်ဘာလို့လဲဆိုတော့ကျွန်တော်သဘောပြောမဆိုပါမိုင်300ဟိုအထိုးအတစ်ခုအုပ်ချုပ်လဲအဆင်ပြေတယ်ဘာလို့လဲဆိုတော့နိုင်ငံသေးသေးလေးတွေကဟောပေါ့နော်ဟိုဥပမာပြောမဆိုစင်ကာပူတို့လီဆန်စတေးတို့မိုနာကိုတို့ဟိုနိုင်ငံသေးသေးလေးတွေလေအရန်တိုးတက်တယ်ဘာလို့လဲဆိုတော့ဟိုဖွံ့ဖြိုးတာလေသူကအခုဆိုဗျာဝါလိုနေရာပြီးတော့ဖွံ့ဖြိုးနေပြောချင်တာဟုတ်လားကိုယ်နေရာဒေသမှာရှိတဲ့ဟိုနေမျိုးအလစ်လက်မရှိအောင်စီမံခန့်ခွဲနိုင်တယ်ပေါ့ဗျာဆိုတော့အဲ့ဒါအရေးကြီးရလို့ကျွန်တော်ထင်တယ်ဟိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုယ်ပိုင်ခွဲထွက်ခွင့်တွေကကောင်းတယ်ကျွန်တော်သဘောထားရတော့လေဟိုအဆင်ပြေပါတယ်အကောင်းဘက်ကိုကျွန်တော်ဥတည်ရလို့ဖြည့်ချင်ပါတယ်အားလုံးပဲမင်္ဂလာပါဒီနေ့ပေါ့နော်ရဲဘော်တို့နဲ့အခုလိုတွေ့ဆုံရတာကျွန်တော်အမတမဝမ်းသာတယ်ကျွန်တော်ကစာရေးဆရာကဗျာဆရာဝေမှုတန်ပါဒီနေ့2021ຫນွေဥတော်လှန်ရေးဖြစ်တော့ကျွန်တော်တို့ကလိုအပ်တဲ့အခါမှာပေါ့နော်ဒီရကုန်မှာပထမလူလူဆန္ဒပြပွဲတွေကြုံတွေ့ရတယ်ဒါစစ်တပ်ကအာဏာသိမ်းစစ်တပ်ကအကြမ်းဖက်ဖြိုခွင်းတယ်ပေါ့နော်ဆိုတော့ဒါဒီမိုကရေစီနီးကျလူလူရဲ့ဆန္ဒကိုလွတ်လပ်စွာဖော်ထုတ်ခွင့်မရတဲ့အခါကြီးမှာဟိုနောက်ဆုံးပေါ့နော်နိုင်ငံရေးရဲ့အမြင့်ဆုံးပုံစံတစ်ခုဖြစ်တဲ့လက်နက်ကင်တော်လှန်ရေးကိုရွေးချယ်ရတာပေါ့လေ
ဒီလက်နက်တော်လှန်ရေးဆိုတာလေလူထုကရွေးချယ်တဲ့လမ်းကြောင်းပါဆိုတော့ဒီလမ်းကြောင်းကိုလူထုရဲ့တောင်းဆိုမှုကြောင့်ရွေးချယ်ရတဲ့အခါမှာဟလာရွေးကောက်ခံအစိုးရကိုအာဏာသိမ်းလိုက်တယ်ဒါပေမဲ့ရွေးကောက်ခံအမတ်တွေကျန်နေတယ်ဒီရွေးကောက်ခံအမတ်တွေကပဲလူထုရဲ့တောင်းဆိုမှုကြောင့်ဟလာ CRPH ကိုဖွဲ့တယ် CRPH ကနေတဆင့်ပေါ့နော်အမျိုးသားညီညွတ်ရေးအစိုးရ NUG အစိုးရကိုဖွဲ့တယ်အဲ့ဒီကနေမှာတဆင့်လက်နက်ကိုင်တော်လှန်ရေးကိုဆောင်ရွက်ကြတယ်ပေါ့နော်ဆောင်ရွက်ကြတဲ့အခါမှာကျွန်တော်တို့ဒီ2020ຫນွေဦးတော်လှန်ရေးမတိုင်ခင်တည်းကအရှိကာလကြီးမှာတည်းကထောင်ကပြောရမယ်ဆိုလို့ရှိရင်တော့တမိုင်းတစ်လျှောက်တော့ပြောရမယ်ဆိုလို့ရှိရင်တော့ဒါ1962ဆက်နာသိမ်းမှုကိုမကျေနပ်လို့ပေါ့နော်တိုက်ပွဲဝင်ခဲ့တဲ့တိုင်းသား ER ကိုတော်လှန်ရေးသမားတွေကအစအရာရှိခဲ့ပြီးသားဖြစ်တယ်ဒီနေ့2020ຫນွေဦးတော်လှန်ရေးဟာအရှိသောဆက်နာရှင်တော်လှန်ရေးတွေရဲ့အရှိသောမျိုးဆက်တွေရဲ့အဆက်ပေါ့လေဒီတော်လှန်ရေးရဲ့အဆက်ပေါ့ဆိုတော့ဒီနေ့ကျွန်တော်ကခင်ဗျားတို့နဲ့တွေ့ဆုံဆွေးနွေးနေတာကျွန်တော်မှာခေါင်းစဉ်ရှိပါတယ်ဒီပွဲကဘာလဲဆိုတော့ဒီຫນွေဦးတော်လှန်ရေးပေါ့နော်ဒီ2020ຫນွေဦးတော်လှန်ရေးပွဲကဘာလဲဆိုတော့သူကအတွေးခေါ်တော်လှန်ရေးထိပါသွားရမယ်ပေါ့နော်နိုင်ငံရေးလူမျိုးမှုတွေမကဘဲနဲ့တွေးခေါ်တော်လှန်ရေးထိသွားမယ်ပွဲလို့ကျွန်တော်ယူဆတယ်ပေါ့နော်ခင်ဗျားတို့ဒီလူမျိုးလက်နက်ကိုင်တော်လှန်တဲ့ရဲဘော်တွေကိုကျွန်တော်အမရမလေးစားတယ်ကျွန်တော်ကကြတော့စာရေးဆရာကဗျာဆရာတောင်းနေတယ်ခင်ဗျားတို့လူမျိုးပေါ့နော်လက်နက်ကိုင်တော်လှန်ရေးမလုပ်နိုင်ခဲ့ဘူးပေါ့နော်လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ကျွန်တော်ရဲ့ခန္ဓာတိဆောက်မှုရောကျွန်တော်ရဲ့အခြေအနေရောကျွန်တော်အစင်းစင်းမဖြစ်တဲ့ခါမှာခင်ဗျားတို့ကျွန်တော်ကအားကြတယ်လေးစားတယ်ပေါ့နော်ခင်ဗျားတို့ကျွန်တော်တို့မလုပ်နိုင်တဲ့ဟာတွေကိုခင်ဗျားတို့ကလုပ်နေတဲ့အတွက်ကြောင့်လဲခုံယူပါတယ်ဒါပေမဲ့ကျွန်တော်ကခင်ဗျားတို့ဘယ်လိုကူညီပေးရမလဲတင်မလားခင်ဗျားတို့နဲ့တသားရရှိရဆိုတော့ဘယ်လိုဖော်ပြရမလဲဆိုတော့ကျွန်တော်အမြဲတမ်းစဉ်းစားတယ်အဲ့မှာခင်ဗျားတို့ရဲ့ဘောနော်ဝင်ကြီးပေါ့ဥယျာဉ်ပေါ့ကျွန်တော်ကတော့ခင်ဗျားဆရာအကူပေါ့လေကိုတင်သစ်ပေါ့ဆိုတော့သူ့လည်းကျွန်တော်အမြဲတမ်းပြောပါတယ်ကျွန်တော်လိုရတဲ့ခါမှာဘာမှမဆိုကူညီပေးပါမယ်ပေါ့နော်ဆိုတော့ဒီနေ့လိုပေါ်တောင်ပိုင်းတိုင်းဒီစိတ်တဲ့စစ်စင်ရေးရဲဘော်တွေနဲ့ကျွန်တော်နဲ့တိုင်ပင်ပြီးတော့ဒီနေ့ပွဲလေးကိုကျင်းပဖို့အတွက်ကျွန်တော်ကမ်းလှမ်းလာတော့ကျွန်တော်လာပြီးတော့ခင်ဗျားတို့နဲ့တွေ့ဆုံဆွေးနွေးတာပါဗောနော်ဒီဟာဟောပြောပွဲသဘောမျိုးမဟုတ်ပါဘူးကျွန်တော်အသိရှင်သားရှိရင်လည်းပြန်မေးလို့ရပါတယ်ဟိုကျွန်တော်လည်းတက်တန်ရပါတော့ကျွန်တော်ကတီတုံးတက်တောင်းတာတော့မဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်ကခင်ဗျားတို့မေးတာတွေလည်းဖြေပါမယ်ကျွန်တော်ရဲ့ဆွေးနွေးချက်တွေနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့သိရှင်သားရှင်ထပ်ပြီးတော့မေးလို့ရပါတယ်နော်ဆိုတော့ဒီနေ့2020ຫນွေဦးတော်လှန်ရေးကခုနကကျွန်တော်ပြောခဲ့သလိုပဲဗောနော်မျိုးဆက်အသီးသီးကပါဝင်တဲ့တော်လှန်ရေးဖြစ်ပါတယ်အရှိတွေမှာကဟလာဆရာရှင်တော်လှန်ရေးတို့ကျွန်တော်လေ့လာတဲ့အခါမှာ1962ဆရာသိမ်းမှုကနေစပြီးတော့ဟလာရည်ရွယ်မယ်ဆိုလို့ရှိရင်84 85 86ဟလာနောက်အဲ့ဒါတွေကဘာလဲဆိုတော့ဦးတန်းမိုင်းရပြည့်ဒါမျိုးတွေပေါ့နော်အလုပ်သမားသပိတ်ပေါ့85အလုပ်သမားသပိတ်နောက်88အရေးတော်ပုံဖြစ်တယ်နောက်6လေးလုံးဖြစ်တယ်2000ခွန်ရွှေရောင်အရေးတော်ပုံဖြစ်တယ်နောက်ပြီးခဲ့တဲ့ဟလာ2015မှာကျောင်းသားတွေပေါ့နော်ဒီမိုကရေစီပညာရေးတောင်းဆိုမှုတွေဖြစ်တယ်အခု2020ຫນွေဦးတော်လှန်ရေးပေါ့နော်ဆီယနာသိမ်းမှုကြောင့်ဖြစ်တဲ့ဟာပေါ့ဒီပွဲကအဆက်သောမျိုးဆက်အသီးသီးရဲ့ပါဝင်မှုဖြစ်တယ်လို့ကျွန်တော်ယူဆတယ်အရှိတွေမှာကျွန်တော်တို့တွေကဟလာကျွန်တော်တို့တက်တန်းအရာပေါ့နော်ကျွန်တော်ကျောင်းသားမျိုးဆက်အားဖြင့်ပြောရမယ်ဆိုကျွန်တော်က96 98မျိုးဆက်ပါအရှိတွေမှာကျွန်တော်တို့နိုင်ငံရေးဖြတ်သန်းမှုတွေမှာဆီယနာရှင်စန့်ကျင်ရေးတွေကိုကျွန်တော်တို့ပါဝင်ခဲ့တဲ့ခါမှာပါဝင်ခဲ့တဲ့ပုံစံကဟလာမင်းတို့ရိုးသားပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်မင်းတို့ဆီယနာရှင်စနစ်ကြီးကိုငါတို့အမြင့်ပြတ်တော်ထန်နိုင်လိမ့်မယ်လို့ကျွန်တော်မယုံကြည်ပါဘူးရိုးသားပြောရလို့ရှိရင်အရှိတွေမှာပါဝင်မှုပါပေါ့နော်မင်းတို့တော့သမ ्या ကိုမခံဘူးငါတို့တိုင်းသမ ्या အန်တုမယ်ဆိုတဲ့နိုင်ငံရေးအန်တုမှုမျိုးလုပ်ပြီးတော့နော်ထောင်တွေတန်းနေကြကြတယ်အရှိသောနိုင်ငံရေးချင်းသားတွေပေါ့နော်မျိုးဆက်သီးသီးကအဲ့လိုနည်းနဲ့ပါဝင်ခဲ့တာဖြစ်ပါတယ်အခုတော့ဒီ2020ຫນွေဦးတော်လှန်ရေးမှာကျွန်တော်တို့ပါဝင်မှုကဒီဆီယနာရှင်စနစ်အမြင့်ပြတ်ကိုပြတ်ရမယ်ဆိုတဲ့ယုံကြည်မှုဖြစ်ပါတယ်ဒါတိချက်ပေါ့နော်ယုံကြည်မှုနဲ့ပါဝင်တာဖြစ်ပါတယ်အရှိတုန်းကပါဝင်တာတွေကတော့ဒါမင်းတို့မှမခံဘူးငါတို့ကဒါတိုင်းသမ ्या အန်တုမယ်ဆိုတဲ့စိတ်မျိုးနဲ့ပါဝင်တာဖြစ်ပြီးတော့ဒီနေ့ပါဝင်မှုကတော့ဆီယနာရှင်စနစ်အမြင့်ပြတ်ကိုပြတ်ရမယ်ဆိုတဲ့ပါဝင်မှုဖြစ်ပါတယ်နောက်တစ်ချက်ကကျွန်တော်နားလေတာပေါ့နော်ဘာလဲဆိုတော့ဟောပေါ့အရှိတွေမှာအရှိတွေမှာပါဝင်ခဲ့တဲ့ဆီယနာရှင်တော်လှန်ရေးအသီးသီးကဘာလဲဆိုတော့ဟိုသူတို့က
နိုင်ငံရေးပုံစံနဲ့စစ်ရေးပုံစံပေါ့နော်နှစ်မျိုးတည်းကိုပါဆောင်ရွက်တာဖြစ်ပါတယ်ဒီနေ့2021နွေဦးတော်လှန်ရေးကကြတော့ရှူတောင်ပေါင်းစုံနဲ့ဆောင်ရွက်တာဖြစ်ပါတယ်ပြောရမယ်ဆိုလို့ရှိရင် total war ထိသွားကြတာပေါ့နော် total war ထိသွားကြတယ်ဆိုတာဟာလားမျိုးပြသပိတ်တွေတတိမမရက်နာသေးတဲ့မျိုးပြသပိတ်တွေရှိတယ်နော်ဒီလက်နက်ကင်တော်လှန်ရေးပုံစံမျိုးလည်းမဟုတ်ဘူးနောက်ဦးကျော်မိုးထွန်းတို့မစစ်မအောင်တို့ဦးဆောင်တဲ့ဟာနိုင်ငံတကာတန်တမန်တိုက်ပွဲရှိတယ်နောက်UG ပေးတို့ဟာဘန်စနစ်တွေထူထောင်ပြီးတော့ဟာငွေကြေးစနစ်တွေပြီးတော့ fundraising ပုံစံမျိုးစုံနဲ့ဟာလူလူရဲ့ပါဝင်မှုတွေနောက်ဒီကျွန်တော်တို့လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲတွေဟာနေရာအနှံ့အပြားမှာပေါ့နော်တိုင်းပြည်နဲ့အဝမ်းမှာဖြစ်နေတဲ့ဟာဖြစ်ပါတယ်ဆရာနာရှင်စနစ်ကိုဒီလိုလုံးပါတယ်ဆိုတာ fully crisis ဖြစ်ပြီးတော့ဟာဘောနော်အလုံးစုံစစ်ကောင်စီကအကျက်တဲတွေ့ပြီးတော့ဘောနော်ဒီကျွန်တော်တို့ရဲ့လူလူလိုထားတဲ့ဒီမိုကရေစီနိုင်ငံတော်ကိုခြိတက်နိုင်မှာဖြစ်တယ်လို့ကျွန်တော်ယုံကြည်ပါတယ်ခုနပေါ့နော်ဟိုရေဦးတော်လှန်ရေးရဲ့အနိမပန်းနိုင်ကလူလူရဲ့ပန်းနိုင်မှာပဲအရှိတွေကတော်လှန်ရေးသမားတွေကဘာဖြစ်လို့တော်လှန်ရေးတွေ failure ဖြစ်သွားတယ်လဲဆိုတာကျွန်တော်အမြင်ကိုပြောရမယ်ဒါကျွန်တော်တူတဲ့အမြင်ဖြစ်ပါတယ်အရှိတွေမှာပါဝင်မှုက88တုန်းကဆိုလို့ရှိရင်လည်းဟလာအခုလိုပဲရဲဘော်တို့လိုပဲလက်နက်ကင်တော်လှန်ဖို့တော့ ABSDF လို့ဟိုတပ်ဖွဲ့မျိုးတွေပေါ်လာခဲ့တယ်ဒါပေမဲ့အရှိတော်လှန်ရေးတွေဘာဖြစ်လို့ failure ဖြစ်သွားလဲမအောင်မြင်ဘူးပဲထားပါတော့ဗျာအဲ့လိုမျိုးပြောရမှာပေါ့နော်မအောင်မြင်ခဲ့ဘူးပေါ့ဘာလို့ဆက်နာရှင်စနစ်ကပြုတ်ကြခဲ့တာဟုတ်ဆိုတော့ဘာလို့မအောင်မြင်ခဲ့ဘူးလဲဆိုတော့ကျွန်တော်အမြင်ပြောရမယ်ဆိုလို့ရှိရင်တော့အရှိတွေကပါဝင်မှုတွေကဒီပေါ့ဟိုမြန်မာအများစုဖြစ်တယ်ပေါ့နော်ပြည်မမြန်မာအများစုဖြစ်နေတဲ့ဒီမြန်မာဒေသတွေဖြစ်တဲ့ရန်ကုန်မန္တလေးဟလာမကွေးစကိုင်းပဲခူးပကံဟလာအဲ့လိုနေရာတွေမှာရှိတဲ့မြန်မာအများစုကလက်နက်ကိုင်တော်လှန်ရေးကိုအခုလိုမျိုးကြီးမထောက်ခံခဲ့ပါဘူးအခုဒီနေ့မျိုးတော်လှန်ရေးကတော့လက်နက်ကိုင်တော်လှန်ရေးကိုမြန်မာအများစုပါဝင်တဲ့ပေါ့နော်မြန်မာပြည်မဒေသမြန်မာတွေကလက်နက်ကိုင်တော်လှန်ရေးကိုလက်ခံသွားပြီလို့ကျွန်တော်ယုံကြည်ပါတယ်ဒါကြောင့်လဲဟာစကိုင်းတို့မကွေးတို့မှာရဲဘော်သိတဲ့အတိုင်းပဲဟာဟိုတောက်လျှောက်စစ်မီးတွေတောင်းနေတယ်ဟာတိုင်းသားအရာကိုတွေကတော့အစထရပါတော့သူတို့လူမျိုးရေးအခြေခံတွေနဲ့သူတို့ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တောင်းဆိုချက်တွေနဲ့သူတို့ဆောင်ရွက်နေတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကဒီမြန်မာအများစုပါဝင်တဲ့ဒီလက်နက်ကိုင်တော်လှန်ရေးလက်နက်ကိုင်တော်လှန်ရေးကိုထောက်ခံမှုနဲ့ဒီတိုင်းသားအရာကိုရဲ့အရှိထဲကသူတို့တိုက်ပွဲဝင်နေတဲ့တော်လှန်ရေးနှစ်ခုကိုပေါင်းစပ်ဖို့လိုတယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်ဒါကတစ်ချက်ပေါ့အဲ့တော့ဒါကြောင့်လဲကျွန်တော်ဒီတော်လှန်ရေးဟာဟိုပါပေါ့ဒီကျွန်တော်တို့မျိုးဆက်ခင်မှာအောင်မြင်မယ်အမြင့်ပြည့်ဆရာနာရှင်စနစ်ကိုခြေပုံးနိုင်လိမ့်မယ်လို့ကျွန်တော်ယူဆတယ်ဟောဒီဆရာနာရှင်စနစ်ကိုအမြင့်ပြည့်ခြေပုံးတဲ့ခါမှာခုနအရေးကြီးတာပေါ့နော်အတွေးခေါက်တော်လှန်ရေးလို့ကျွန်တော်ထင်တယ်ဒီနေ့ပွဲကဆရာနာရှင်တွေကိုဒီတိုင်းပေါ့နော်ဟိုဆရာနာရှင်စနစ်ကိုနိုင်ငံရေးပြုပြင်ပြောင်းလဲမှုသက်သက်နဲ့မဟုတ်ဘဲနဲ့သက်သက်နဲ့မရဘူးဘာဖြစ်လို့လဲဆိုတော့ပြီးခဲ့တဲ့ဟလာမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပေါ့နော် NLD ပါတီက2015မှာအာဏာရခဲ့တယ်အာဏာရတဲ့အခါမှာဒီ political change တော့ဖြစ်သွားတာပေါ့လေနိုင်ငံကိုအုပ်ချုပ်တဲ့အစိုးရကတော့မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဖြစ်သွားတာပေါ့ဒါပေမဲ့social change ထိမသွားနိုင်ဘူးလို့ကျွန်တော်ယူဆတယ်ကျွန်တော်တို့က political change နဲ့ social change ကိုသွားတာပို့ပြီးတော့ခက်တယ်ဟလာရဲဘော်တို့လည်းသိပြီးဖြစ်ပါလိမ့်မယ်social change ကိုဒီမိုကရေစီသွားတဲ့အခါမှာဗမာပြည်ရဲ့ democratization ကပေါ့နော်ဟိုလူတွေကတစ်ချောက်လုံးပေါ့နော်ဆက်ရနေစနေအောင်မှာနေခဲ့ရတယ်ဒါဖိနှိပ်ခံခဲ့ရတဲ့အခါကြီးမှာနေခဲ့ရတဲ့အခါကျတော့ဒီမိုကရေစီကိုကျင့်သုံးဖို့အတွက်တိုင်းပြည်ကဒီမိုကရေစီ practice မဖြစ်ခဲ့ဘူးပေါ့နော်ဒီမိုကရေစီကိုကျင့်သုံးဖို့အတွက်အစဉ်အဆက်မဖြစ်ခဲ့ဘူးပေါ့ကျွန်တော်တို့ကဆိုတော့ဒါကလည်းပဲဟိုပြည်သူလူထုရဲ့အားနည်းချက်မဟုတ်ပါဘူးဒါကျွန်တော်တို့ကပြောရမယ်ဆိုပညာရေးစနစ်ပြည့်မလားဟောပြီးတော့ခေါင်းဆောင်တွေကိုယ်တိုင်စီပင်လဲဟလာဟောတစ်ဖက်ပိတ်လူဖွဲ့စည်းထဲမှာနေရတယ်ဟလာဒါကလည်းဟိုအရှိတော့ဆရာနာရှင်တွေဖိနှိပ်မှုနဲ့နေရတာပေါ့နော်ပြီးတော့ဘာသာရေးဆွမ်းရှုံမှုအရန်အားကြီးတယ်နော်ဟုတ်မဟုတ်နော်ဟိုပါပေါ့အမျိုးသမီးကြီးရဲ့အခန်းကဏ္ဍကိုဖိနှိပ်ထားတယ်နော်နောက်တစ်ခုကကျတော့ဟိုပါပေါ့လွတ်လပ်စွာပေါ့နော်အခုလိုမျိုးအင်တာနက်တွေနည်းပညာတွေလည်းမရှိသေးတဲ့ကာလတွေမှာနေခဲ့ရတဲ့လူဖွဲ့စည်းဖြစ်တဲ့ခါကျတော့ဒီဒီမိုကရေစီ practice ဖြစ်ဖို့အတွက်ပေါ့နော်ဟောကျင့်သုံးဖို့အတွက်အစဉ်အဆက်ဖြစ်ခဲ့ဘူးပေါ့အဲ့ဒါကြောင့်လည်းဒီမိုကရေစီကနောက်ကျောင်းပြန်တယ်လို့ကျွန်တော်တို့ကလေ့လာသိရှိရတယ်အဲ့တော့ democratization ကိုသွားတဲ့ခါမှာကမ္ဘာပေါ်မှာပေါ့နော်နောက်ကျောင်းပြန်တဲ့တိုင်းပြည်တွေများတယ်အခုလိုဆရာနာသိမ်းမှုကလည်းရှင်းပြောလို့ရှိရင်တိုင်းပြည်ကဒီမိုကရေစီနောက်ကျောင်းပြန်တာပဲပေါ့နော်ဒါကိုကျွန်တော်တို့က
စိတ်ဓာတ်နဲ့ပေါ့နော်ဒီဒေါ်လာရေးကိုအစတွေကရှိခဲ့ပြီးသားဖြစ်တဲ့တိုင်းသား ERO ဒေါ်လာရေးတွေကလွဲလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ရဲဘော်တို့ BF တက်ပေါ်သားတွေဆိုတာမနေ့တနေ့ကမှဒီလက်နက်ကိုင်ဒေါ်လာရေးကိုဆင်နွှဲကြတာပေါ့လေအဲ့ကာလမှာအဲ့လိုဆင်နွှဲတဲ့အခါမှာရဲဘော်တို့မှာခြေမဲ့လက်မဲ့နဲ့စခဲ့ရတာအားလုံးအသိပဲဖြစ်တယ်နော်ဒီနေ့တောင်မှပဲလက်နက်တက်ဆင်ပွဲကဒီနေ့တောင်မှပြည့်စုံတဲ့လက်နက်တက်ဆင်ပွဲမဟုတ်သေးဘူးပေါ့နော်အားလုံးရဲဘော်အတိုင်းလက်နက်တက်ဆင်ပွဲအခက်အခဲရှိသေးတယ်ဆိုတော့အမျိုးသားညီညွတ်ရေးဆိုရတယ်ပဲဟိုပါပေါ့ဒီဟာတွေကိုလုံးပေးချင်ပေမဲ့လည်းသိမလားဟိုအခက်ခဲပေါင်းများစွာခြေမဲ့လက်မဲ့တစ်ခုကနေခြေမဲ့လက်မဲ့ဘောကနေပေါ့နော်ဒီစစ်တပ်ကဒီတိုင်းပြည်ရဲ့စိတ် capacity ကိုသုံးဝင်ရထားတဲ့ဒီစစ်တပ်ကြီးကိုနှစ်ပေါင်း80ကျော်တိစောက်ထားတဲ့ဒီစစ်တပ်ကြီးကိုခြေမဲ့လက်မဲ့ဟလာဘာမှမရှိတဲ့ဘဝကနေရင်ဆိုင်ရတာမလွယ်ရပါဘူးနော်ဒါကတော့ကျွန်တော်တို့အားလုံးသိပြီးသားအခက်အခဲဖြစ်ပါတယ်ဆိုတော့ခုနကကျွန်တော်ပြောရမှာပါတယ်ဆိုတော့ကျွန်တော်ပြောချင်တာပါတယ်ဆိုတော့အတွေးခေါ်ဒေါ်လာရေးကိုသွားတဲ့အခါမှာဘောတော့ဒီဘွဲကအတွေးခေါ်ဒေါ်လာရေးထိသွားမှဒီမိုကရေစီကိုကျွန်တော်တို့ကခြေချမိမယ်ဒီမိုကရေစီလူ့ဖွဲ့စည်းကိုကျွန်တော်တို့ကဒီမိုကရေစီပန်းနိုင်ကိုပေါ့နော်ဟိုမျှော်မှန်းနိုင်မယ်လို့ကျွန်တော်ယူဆတယ်အတွေးခေါ်ဒေါ်လာရေးဟုတ်ပြီတွေးခေါ်ဒေါ်လာရေးဆိုတာဘာလဲပေါ့ကျွန်တော်ကဟိုနည်းနည်းပြောပြမယ်နော်အတွေးခေါ်ဒေါ်လာရေးဆိုတာမှာလူတွေစဉ်းစားတဲ့ပုံစံတွေရှိတယ်အချက်လက်တချို့ကျွန်တော်ပြောပြမယ်နော်အမျိုးသမီးတွေကအမျိုးသားတွေနဲ့ဒန်းလူညရေးပေါ့နော်ပြောတဲ့အခါမှာအမျိုးသမီးတွေကိုယ်တိုင်ကဆရာနာရှင်စနစ်ကိုကျွန်တော်တိုက်ပွဲဝင်တဲ့အခါမှာအမျိုးသမီးတွေလည်းပါတယ်ပေါ့နော်အမျိုးသမီးရဲ့အရေးအမှန်တမ်းအရေးကြီးတယ်အဲ့တော့ယောက်ျားတွေနဲ့ဒန်းနဲ့တိုက်ပွဲဝင်နေတဲ့ရဲမေတွေ့တယ်ကျွန်တော်ဒီနေရာမှာကိုပေါ့ခံယူချက်ပေါ့နော်တချို့ကစကားပြောတဲ့ခါမှာရှင်ယောက်ျားစကားပြောရှင်မိန်းမလို့မိန်းမမပြောနဲ့ဆိုတာမျိုးတွေပြောတယ်အဲ့ဒီစကားကိုကြည့်လို့ရှင်မိန်းကလေးတွေကိုယ်တိုင်ကငါတို့ကယောက်ျားမိန်းကလေးတွေဆိုတာဂရိမတီရဲ့လူတွေနှိမ့်ကြတဲ့လူတွေယောက်ျားစကားကဖြောက်မဲ့တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးသူတို့ကိုယ်တိုင်ကခံယူထားတာမျိုးဖြစ်တယ်ဒါမျိုးအမှုချင်းတွေပေါ့နော်နောက်ဆရာနာရှင်စနစ်ကိုတိုက်ခိုက်တဲ့အခါမှာဒီလိုအမှုချင်းမျိုးတွေကပေါ့နော်ဟိုကိုယ့်ဘက်ကလိုခံယူပြီးပြောတာမျိုးကအစပေါ့နော်မလုံးတဲ့ဟာမျိုးတွေလို့ကျွန်တော်ယူဆတယ်နောက်တစ်ချက်ကကြတော့ပေါ့နော်ဟိုစစ်ဘုံချုပ်တွေကိုပေါ့စစ်ဘုံချုပ်တွေကိုPhotoshop တွေနဲ့စစ်ဘုံချုပ်တွေတဲ့ပုံတွေကိုလေဟိုထမင်းတွေနဲ့လားတနခါးတွေနဲ့မိမလိုမျိုးဟို Photoshop နဲ့ပြင်ပြီးတော့လုပ်တာဒါ gender ခွဲခြားတာပဲရှင်းရတယ်မိမတွေကိုနှိမ့်ချရတဲ့သဘောပဲဒါမျိုးအပြုအမူတွေရှောင်အောင်မဲ့ဟာပေါ့နော်ဒီဟာကိုကျွန်တော်ကဆရာနာရှင်စနစ်ကိုတိုက်ခိုက်တယ်လို့မမြင်ဘူးပေါ့နော်ဒါကျွန်တော်တို့ရဲ့စဉ်းစားသွေးခေါ်မှုတွေကဟာလားဟိုအဲ့လိုနေရာမျိုးကအစဒီမိုကရေစီကိုသွားမဲ့နိုင်ငံသားတွေအနေနဲ့ smart ဖြစ်ဖို့လိုတယ်လို့ကျွန်တော်ယုံကြည်တယ်နော်နောက်တစ်ခုကပေါ့နော်ကျွန်တော်တို့ခင်ဗျားတို့ကတော်လှန်ရေးမှာစာဖတ်ဖို့လိုပါတယ်နော်နိုင်ငံရေးစာပေနိုင်ငံရေးတွေးခေါ်တွေဖတ်ဖို့လိုပါတယ်ကျွန်တော်တို့ရှေ့မှာဟာလားဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်ပေါ့နော်ဟောနိုင်ငံရေးသဘောတရားလည်းနဲ့တက်ဆင်ပေးဖို့လိုကိုလိုလို့ကျွန်တော်ထင်တယ်နိုင်ငံရေးသဘောတရားမပါဘဲနဲ့လက်နက်ကင်သက်သက်ကဟာလားပြဿနာရှိတယ်နိုင်ငံရေးသဘောတရားမှာပဲလက်နက်ကင်သက်သက်ကဘာဖြစ်တယ်လဲဆိုတော့ဟာမိမိတို့အချင်းချင်းပေါ့နော်အစင်မပြေမသိမမြတ်တွေရဲဘော်အချင်းချင်းဖြစ်တဲ့အခါတွေမှာတော့၎င်းရှန်သူကသွေးခွဲတက်ရှူတဲ့အခါတွေမှာတော့၎င်းပြီးတော့ကို့အချင်းချင်းအစင်မပြေတဲ့အခါတွေမှာတော့၎င်းရန်သူကသွေးခွဲတက်ရှူတဲ့အခါတွေမှာတော့၎င်းစားဝတ်နေအစင်မပြေတဲ့အခါတွေမှာတော့၎င်းအလွယ်တကူတခိုးသမျှတွေဖြစ်သွားနိုင်တယ်လက်နက်ကင်ထားတဲ့အခါတွေမှာအဲ့တော့နိုင်ငံရေးသဘောတရားနဲ့တက်ဆင်ဖို့လိုကိုလိုတယ်လို့ကျွန်တော်တို့ကအားကြောင့်ယူဆတယ်ပေါ့နော်အဲ့တော့ဒါတစ်ချက်ပေါ့အဲ့တော့အရင်တော့ကလည်းနိုင်ငံရေးသဘောတရားနဲ့တက်ဆင်နေဆိုတဲ့ဟာဘယ်ရလာလဲဆိုတော့နိုင်ငံရေးသဘောတရားတွေဘာတွေကိုသိချာနားမလဲဘူးဆိုတော့မှပဲစာဖတ်တယ်ပေါ့ဗျာစာဖတ်တဲ့ခါမှာဟိုလုံးတင်တာမလုံးတင်တာဒါကိုခွဲခြားအစိုးအကောင်းပေါ့နော်ခွဲခြားပြီးတော့ဟိုပါပေါ့ဝေဖန်ပိုင်းခြားတက်တဲ့အသိဉာဏ်မျိုးပေါ့ဒါမျိုးရှိလာမယ်ပေါ့အဲ့တော့လူခုနကလည်းခင်ဗျားတို့ရဲဘော်ဟိုဟာလာခင်ဗျားတို့ခေါင်းဆောင်တွေပြောတဲ့မိကုန်းမှာလည်းပါတယ်ဟာလာလူလူနဲ့ဆက်ဆံတဲ့ခါတွေမှာဟာလာလူလူရဲ့ပစ္စည်းကိုသုံးဆွဲတဲ့ခါမှာခွင့်တောင်းဖို့လက်နက်ကင်ထားပြီးလူလူကိုအနိုင်မကျင့်ဖို့ကျွန်တော်ခုနမှတ်မိလိုက်တယ်ပေါ့နော်ကျွန်တော်ကြားတယ်ဒါမျိုးတွေကခုနပြောတဲ့ဟိုခွဲခြားပိုင်းခြားတဲ့အသိဉာဏ်နဲ့ဆိုင်လို့ကျွန်တော်ထင်ပါတယ်
နော်အဲ့ဒါလည်းခုနပြောစာဖတ်တဲ့ခါမှာရတဲ့ဟာပေါ့နော်ကျွန်တော်တို့ကအဓိကရဲဘော်တို့စာဖတ်စီခြင်းနဲ့တော်လှန်ရင်စာဖတ်ပေါ့နော်စာဖတ်ရင်တော်လှန်ပေါ့နော်ဒါအရေးကြီးတဲ့အလုပ်လို့ထင်တယ်တစ်ချိန်မှာရဲဘော်တို့ကတိုင်းပြည်ရဲ့ခေါင်းဆောင်တွေဖြစ်လာမှာဖြစ်တယ်ဒါကြောင့်မလို့ပေါ့နော်ဒီတိုင်းပြည်ရဲ့ခေါင်းဆောင်တွေအနေနဲ့ပေါ့နော်ဟို awareness ရှိဖို့လိုတယ်စာဖတ်ခြင်းအပြင်မိရဲ့ဝမ်းစာကိုဖြည့်ရမယ်ဟလာဒါမှလည်းတိုင်းပြည်ရဲ့အနာဂတ်ကိုရဲဘော်တို့ကဥဆောင်အောင်မှာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါအရေးကြီးတဲ့အချက်ဖြစ်တယ်နောက်တစ်ချက်ကကြတော့ဒီလိုရဲဘော်တို့အစုဖွဲ့နဲ့နေတဲ့ခါတွေမှာဟောနေတဲ့ခါတွေမှာဟောပေါ့နော်သူကအထက်အောက်ဆက်ဆံရေးဆိုတာရှိတယ်ဒါစစ်တက်ဖြစ်တဲ့ခါကျတော့သူကနေရာပေါ့လေကျွန်တော်တို့မြန်မာလူဖွဲ့စည်းတွေမှာတစ်လျှောက်လုံးကနေရာနဲ့ကလထိုင်ကိုမခွဲခြားနိုင်ကြဘူးနေရာနဲ့ကလထိုင်ကိုမခွဲတတ်ကြဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ပြီးခဲ့တဲ့ပေါ့နော်စစ်တပ်ကဗိုလ်ချုပ်တွေပေါ့ရှိတယ်ဗိုလ်ချုပ်သိန်းစိန်တို့ဗိုလ်ချုပ်ခင်ကျွန်းတို့ဆိုလို့ရှိရင်ဒါနိုင်ငံတော်သမ္မတတွေနိုင်ငံတော်ဝန်ကြီးချုပ်တွေဖြစ်ခဲ့တဲ့လူတွေပဲသူတို့ကအဲ့နိုင်ငံတော်ဝန်ကြီးချုပ်ဆိုတဲ့ကလထိုင်ကိုထိုင်ထားတာနိုင်ငံတော်သမ္မတဆိုတဲ့ကလထိုင်ကိုထိုင်ထားတာကလထိုင်ထားတာဖြစ်တယ်အခုသိန်းစိန်တို့ဗိုလ်သိန်းစိန်တို့ဗိုလ်ခင်ကျွန်းတို့ကအခုဘာကောင်တွေမှမဟုတ်တော့ဘူးသမ္မတနေရာကိုဖယ်လိုက်တဲ့ခါမှာဝန်ကြီးချုပ်နေရာကိုဖယ်လိုက်တဲ့ခါမှာဘာကောင်တွေမှမဟုတ်တော့ဘူးနေရာဆိုတာကလထိုင်ကိုတိဆောက်တာဖြစ်တယ်ကလထိုင်ကိုမတိဆောက်ကြပါနဲ့ဆရာကြီးသခင်ကိုတော်မိုင်းဟန်တာဝတီဦးဝင်းတင်နော်ကိုထွေးရင်တို့တာယာမင်းဝေတို့လမ်းမေးမှာထိုင်နေတဲ့ထွေးရင်ပဲအချုပ်ခန်းထဲမှာဟလာတိုက်ပိတ်ထားတဲ့ဟန်တာဝတီဦးဝင်းတင်ပဲလူကိုယ်တိုင်ကနေရာဖြစ်အောင်တိဆောက်ထားတာသူတို့ကအဲ့တော့ကလထိုင်ကိုမတိဆောက်ပါနဲ့လူကိုယ်တိုင်ကနေရာဖြစ်အောင်တိဆောက်ပါဟန်တာဝတီဦးဝင်းတင်ရဲ့နေရာကိုဘယ်သူမှလူယူလို့မရဘူးတခင်ကိုတော်မိုင်းကအစိုးရဝန်ကြီးချုပ်လည်းမဟုတ်ဘူးသမ္မတလည်းမဟုတ်ဘူးတခင်ကိုတော်မိုင်းရဲ့နေရာကိုဘယ်သူမှလူယူလို့မရဘူးလူကိုယ်တိုင်ကနေရာဖြစ်အောင်တိဆောက်ထားတာအဲ့တော့ဟောဘောနော်ကလထိုင်တွေကိုလူမဲ့အစားပေါ့နော်ရဲဘော်တို့လူကိုယ်တိုင်ကနေရာဖြစ်အောင်တိဆောက်ကြစေရှင်တယ်နောက်တစ်ခုကလူတယောက်ကဘလောက်ပဲဘဝအတွေ့အကြုံတွေများဘလောက်ပဲပညာတွေပေါ့နော်တက္ကသိုလ်ဘယ်တက္ကသိုလ်ရပဲပညာတွေတက်ခဲ့ဘလို့အလုပ်ကြီးကန်ကြီးရေလုပ်ခဲ့သူတို့မှသိမှုအရွယ်မရောက်ဘူးဆိုတဲ့ကိစ္စရှိတယ်လူတယောက်ကသိမှုအရွယ်ရောက်ဖို့လိုတယ်သိမှုအရွယ်ရောက်အောင်လေခုနကပြောတယ်စာဖတ်ဖို့လိုတယ်ဆိုတော့ကျွန်တော်ပြောချင်တယ်သိမှုအရွယ်မရောက်တဲ့လူတယောက်ကဘလို့ကောင်ကြီးဖြစ်အဲ့ဒါပြဿနာရှိတယ်ဘလို့ဘဝတွေဖြစ်စမ်းလာခဲ့သိမှုအရွယ်မရောက်ပြဿနာရှိတယ်သိမှုအရွယ်ရောက်ဖို့လိုတယ်သိမှုအရွယ်ရောက်ဖို့ဆိုတာကစင်ကြင်ုံတရားတွေအတွေးခေါ်တွေနိုင်ငံရေးယုံကြည်ချက်တွေဒါရင်းနဲ့ဆက်ပြီးတော့မှလူတယောက်ကတိဆောက်ရတာဖြစ်တယ်နော်အဲ့ဒါလည်းအရေးကြီးတဲ့အချက်ဖြစ်ပါတယ်နောက်တစ်ချက်ကဘောနော်ခင်ဗျားတို့တွေကအငင်းခံရတဲ့တတိရှိဖို့လိုတယ်လို့ကျွန်တော်ထင်တယ်လောကမှာကိုကလိုချင်သမျှဟာအကုန်လုံးအလွယ်တကူရခဲ့တယ်မဖြစ်နိုင်ဘူးဘယ်သူမှလည်းမဖြစ်ဘူးကျွန်တော်ဘွားတို့ယုံနေပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်လည်းငယ်တုန်းကအရန်စိုးတဲ့ကောင်ကျွန်တော်အကုန်လုံးကညင်းတယ်တငယ်ချင်းတွေကကျွန်တော်ပါလို့ရှိရင်မစော့ဘူးဒေါင်းလည်းမစော့ဘူးကျွန်တော်မပါနဲ့ကစားဝိုင်းနဲ့ကျွန်တော်ညင်းတယ်နော်အဲ့လိုကျောင်းကဆရာမဆိုလို့ရှိရင်ကျွန်တော်အတန်းထဲမှာမထားချင်ဘူးအေကန်နဲ့ဆရာမဘီကန်နဲ့ဥပ္ပဘီကန်နဲ့ဆရာမဒီကန်နဲ့ဥပ္ပဒီကန်နဲ့ဆရာမအေကန်ကိုပြန်ဖို့အတန်းပိုင်းဆရာမတွေကကျွန်တော်ကိုသူတို့အတန်းကျောင်းသားဖြစ်လက်မခံချင်ဘူးကျွန်တော်စိုးလို့ကျွန်တော်ညင်းတယ်အဲ့တော့ကျွန်တော်ကြိုက်တဲ့ကောင်မလေးတွေကကျွန်တော်ကိုပြန်မကြိုက်ဘူးကျွန်တော်ညင်းတယ်နော်နောက်ကျွန်တော်စာရေးဆရာဖြစ်တာတော့လေကျွန်တော်ရေးတဲ့ဝတ္ထုတွေကြပြာတွေကိုအဒီတာတွေကိုပို့တယ်အဒီတာတွေကကျွန်တော်ကြပြာတွေကဝတ္ထုတွေကအရေးသွေးလိုအပ်သေးတဲ့ခါကျတော့ချက်ချင်းပုံနှိပ်ဖော်ပြတာမလုပ်ဘူးညင်းတယ်နိုင်ငံရေးမှာလည်းလို့ပဲကျွန်တော်ကိုညင်းတယ်ပေါ့နော်ကျွန်တော်ကတိဆောက်ရတာသူတို့လက်ခံလာအောင်တိဆောက်ရတာအဲ့တိဆောက်တဲ့ခါမှာအငင်းခံရတဲ့တသိရှိဖို့လိုတယ်တစ်ချိန်ကကျွန်တော်စာမှုတွေကိုညင်းပယ်ခဲ့တဲ့အဒီတာနောက်နှစ်10နှစ်လောက်ကြာတဲ့ခါမှာကျွန်တော်စာမှုတော့ပြန်တောင်းတဲ့အဒီတာဖြစ်နေကျွန်တော်ကသူတို့ညင်းခဲ့တဲ့စာမှုညင်းခဲ့တဲ့စာရေးဆရာတယောက်ကနေသူတို့စာမှုတောင်းရတဲ့စာရေးဆရာဖြစ်အောင်ကျွန်တော်တိဆောက်ခဲ့ရတယ်အဲ့တော့ရဲဘော်တို့လည်းဟာပတ်ဝန်းကျင်မှာညင်းခံရတဲ့အခါရှိမယ်တယောက်ဆက်ဆံရေးမှာညင်းခံရတာရှိမယ်အငင်းခံရတဲ့တတိရှိဖို့လိုတယ်ဒါကိုကျွန်တော်အလေးနဲ့ပေါ့နော်ပြောချင်ပါတယ်အငင်းခံရတဲ့တတိရှိအောင်တိဆောက်ကြပါနော်နောက်ဟောပေါ့
ကျွန်တော်နဲ့88အကူတယောက်နဲ့ပေါ့နော်ပြီးခဲ့တဲ့တနေ့နဲ့တော့ကပေါ့ကျွန်တော်စကားပြောတဲ့အခါမှာကျွန်တော်ကအကြောင်းအရာကိစ္စတစ်ခုကိုဆွေးနွေးတဲ့အခါမှာကျွန်တော်ကရေဆုံးရေပြားအထိပေါ့နော်အနက်ထိပ်ပဲသတိရစာလိုက်ဖွင့်ဆိုဆွေးနွေးတယ်ဆွေးနွေးတော့ကျွန်တော်အခုပြောချင်တာပညာရေးကိစ္စကိုပြောချင်တာပါအဲ့လိုဆွေးနွေးတဲ့အခါကျတော့အဲ့88အကူကနာမည်တော့ထိုက်ပဲပြောတော့ပါဘူးသူကတော်တော်စိတ်ရှည်ဟန်မတူသူကဟဲ့ဝေမှုတင်နဲ့မင်းရတဲ့ပေါ့နော်အရန်စာချက်လုံးအားကြီးတယ်ပေါ့မင်းစာမွဲဖြည့်တဲ့အခါမှာတဲ့နှစ်မက်တန်မေးခွန်းတစ်ခုပေါ့နော်မင်းဖြည့်နိုင်လို့မင်းတက်လို့စာမျက်နှာ4-5-6မျက်နှာရေးပြီးတော့ဖြည့်တယ်မင်းနှစ်မက်ထက်ပိုမရဘူးတဲ့သူအဲ့လိုပြောရကျွန်တော်ကရှင်းမဲမဟုတ်ဘူးလို့အခုဟာပညာကိစ္စမဟုတ်ဘူးလို့မဆလာခက်ကတင်ကြပြီးဟိုစာမွဲဖြည့်ပြီးပဲဖြစ်တယ်လို့ဆိုတော့အဲ့ဒါဘာကိုပြောချင်တာလဲဆိုတော့ရန်ကုန်မြို့လက်ကောင်ပါဗျာနာမည်ကြီးကျူရှင်တွေရှိတယ်ဟလားဂုံတူဦးသိန်းနိုင်တို့တင်ရှာသန်းနိုင်တို့ဘာဆရာဘိုင်ကိုစားသဖြင့်ပေါ့နော်ဟိုကျူရှင်တွေအကုန်လုံးကသူစာမွဲဖြည့်ပြီးကိုတင်လာပညာကိုတင်လာမဟုတ်ဘူးအဲ့တော့အဲ့ကိုကျွန်တော်ကဟိုခနဲ့အနေနဲ့ပြန်အောင်ပြောလိုက်သေးတယ်ခင်ဗျားတို့ကမဆလာအစိုးရကိုပေါ့နော်ဒါတော်တန်တက်ခက်ခဲ့တာမဆလာအစိုးရပြီးတယ်ပေါ့နော်ဟိုပညာရေးတွေးခေါ်ကြတော့မဆုံးနိုင်ဘူးလို့ကျွန်တော်ပြန်ပြီးတော့ရှိခဲ့တယ်ပေါ့နော်ပြောချင်တာပညာဆိုတဲ့ကိစ္စကအဆုံးမရှိဘူးဟုတ်နော်ဘဝမှာခုနစာမွဲအောင်ဖို့အတွက်နှစ်မက်တန်မေးခွန်းကိုနှစ်မက်ရောက်ယုံနဲ့မပြီးဘူးတချို့လူတွေဘဝမှာတက္ကသိုလ်တွေကနေဘွဲရတာတယ်နော်အဲ့လိုဆိုလိုတာစာမွဲဖြေနည်းကိုသိလို့ပေါ့နော်အဲ့စာမွဲတွေကိုအောင်လာတယ်ဂုံလူတွေထွက်လာတယ်ဒါပေမဲ့လူဘဝမှာကြတော့အဲ့လိုလူတွေကဟိုပညာရေးကိစ္စကိုခြံထားပြီးတော့စာမွဲဖြေနည်းကိုသာစဉ်းစားကြတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်သူကဘဝမှာဟိုရှည်တန်းကိုရောက်မလာဘူးတချို့လူတွေပေါ့နော်ဒါမျိုးတွေဖြစ်တယ်ကျွန်တော်အဲ့ဒါကိုလည်းရဲဘော်တို့ကိုပါပေါ့နော်ဟိုကျွန်တော်ရဲ့ဘ ഹു တုဒ္ဒကိုကျွန်တော်သိခဲ့တဲ့အတွေးအမြင်နဲ့အတွေးခေါ်တို့မျှဝေတာဖြစ်ပါတယ်နောက်ကျွန်တော်တို့ကတယောက်နဲ့ဆက်ဆံတဲ့ခါမှာပေါ့နော်တကယ်ချင်းချင်းမှာပဲဖြစ်ဖြစ်မိဘနဲ့သားသမီးရဲ့ဖြစ်ဖြစ်အိမ်အောင်ရှိရဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဘောနော်ဇနီးမယားနဲ့ယောက်ျားနဲ့ပဲဖြစ်ဖြစ်ဆက်ဆံရေးတိုင်းကတိုးပြီးတိုင်းပြီးတဲ့သဘာဝရှိတယ်တိုးပြီးတိုင်းပြီးတဲ့သဘာဝရှိတဲ့အခါကျတော့ညီကိုချင်းချင်းလည်းရံဖြစ်ဖူးတာပဲလင်မယားချင်းလည်းရံဖြစ်ဖူးတာပဲဟုတ်လားတကယ်ချင်းလည်းရံဖြစ်ဖူးတာပဲဘလို့ဆက်ဆံရေးမှာမဆိုရဲဘော်ရဲဘက်ချင်းလည်းအဲ့ဒါတယောက်ကြီးလို့မရတာဘာညာဖြစ်ဖူးတာပဲဆိုတော့ဘလို့ဆက်ဆံရေးမှာမဆိုတိုက်မိတိုးပြီးတဲ့သဘာဝရှိတယ်အဲ့တော့ထားပါတော့ခင်ဗျားတို့ဝတ္ထုရုပ်ရှင်တွေမှာတွေ့ဘူးလိမ့်မယ်တက္ကသိုလ်ကမ်ပက်ဆဲမှာဟာလားကောင်မလေးတယောက်ကဟာစာအုပ်တွေဖိုင်တွေကိုပွေလာတယ်ကော်ရီဒါတစ်ခုပဲတောက်ပါဗောနော်ကော်နာတစ်ခုမှာကောင်လေးနဲ့ဝင်တိုင်းမိတယ်ဟာအောက်ကစာအုပ်တွေလွတ်ကြသွားတယ်ဟာ sorry ပါမမြင်လို့ဆိုပြီးကောက်ပေးမယ်သိမလားဟိုကလည်းလက်ခံတယ် sorry ပြောတာလက်ခံတယ်လူတောင်းတဲ့တောက်တိုက်ပြီးတဲ့ခါမှာတောင်းမှန်လိုက်လို့ရှင်ပြီးသွားအဲ့ထက်ပိုပြီးတော့ဟာလားချဲ့ထွင်ပြောရမယ်ဆိုလို့ရှင်တိုက်ပြီးတဲ့ခါမှာဖူးသာဆုံပြီးတော့ဒီမှာအချစ်ဇလန်လေးတွေဘာတွေအောင်ဖြစ်သွားနိုင်သေးတယ်နော်ဒါပေမဲ့ခမားမောင်းလာတဲ့ကားနဲ့ဝင်တိုင်းမိပြီဆိုတော့ပြဿနာရှိပါပြီနော်အသက်အနေရည်ပါလာပြီတန်ဖိုးတွေပါလာပြီခမားတို့ချင်းကခြေနဲ့လို့ခွန်းလို့တယ်ပဲထောင်းဟလားမော်တော်ဘီကမရဘူးရင်စီကန်လန်းစီကန်ရဟလားခမားတို့အေးအေးယူတော့မယ်တိုက်မြင်တော့နော်ကားချင်းတိုင်းမြင်တော့ပြဿနာရှိလာပြီဒါပေမဲ့ခမားမောင်းလာတဲ့လေမြန်နဲ့ခမားမောင်းလာတဲ့လေမြန်နဲ့တိုက်မြင်တော့ဘယ်သူမှအသက်ရှင်စရာမရှိဘူးဟလာပျက်စီးဆုံးမှုကအကြီးပဲလေမြန်တန်ဖိုးရတယ်ဟလာတော့မှန်းလို့မရတဲ့တန်ဖိုးတွေပဲဆိုတော့ဘလို့ပုံစံမျိုးနဲ့တိုက်မိတင်တယ်လဲဆိုတာတယောက်နဲ့တယောက်နဲ့ဆက်ဆံရေးတွေမှာပေါ့နော်ဘလို့ပုံစံမျိုးနဲ့ပဲတိုက်မိတင်တယ်လဲဆိုတာကိုရဲဘော်တို့အနေနဲ့ဟလာကိုယ့်ကိုရွေးချယ်ပြီးတော့စဉ်းစားဖို့လိုတယ်ဒီလူနဲ့လောက်ထိပဲတိုက်မိတင်တယ်ဆိုလောက်ထိပဲရက်သိမလားရဲဘော်တို့ကပို့ပြီးတော့ဆိုးတာဆိုတာကလက်နဲ့ကင်ထားတဲ့ရဲဘော်တွေဖြစ်နေတာသိ
ဒီလားဒီလက်နဲ့တွေအန်ဒီရဲ့ကြီးတယ်ဒီလားအားကြောင့်စစ်တပ်တွေမှာတသွေးတန်တမိန်ဆိုတာရှိတယ်မပြည့်ရဘူးဆိုပြည့်လို့ကိုမရဘူးပြလိုက်လို့တော့စားဖြစ်တာလူအသက်ဖြစ်တယ်ထိမှန်သွားလို့ရှိရင်လူသေးမှာဆိုတော့ဒါအယော်ပြီးလို့မရဘူးလူအသက်ဆိုတာဒါကြောင့်အန်ဒီရဲ့ကြီးတယ်အဲ့တော့ဘလို့ပုံစံမျိုးနဲ့ပဲတိုက်မိတင်တယ်လဲဆိုတာကဆက်ဆံရေးတိုင်းမှာကိုယ့်ကိုစဉ်းစားဆုံးဖြတ်ဖို့လိုတယ်အလေးအမြန်ချင်းတိုက်မိရဲ့ဆက်ဆံရေးမျိုးအထိပေါ့နော်မဖြစ်စေချင်ဘူးဒါကျွန်တော်ကပေါ့နော်ဟိုပါပေါ့နော်သတိပေးတဲ့ဟာပါနော်နောက်တစ်ချက်ကကျွန်တော်ပြောတာနည်းတော့ဟောဖြစ်သွားပြီနော်နောက်တစ်ခုကကျွန်တော်တို့ကဒီရဲဘော်တို့ကအနာဂတ်ဖက်ဒရယ်ပြည်အောင်စုတွေအရေးကြီးတဲ့ပေါ့နော် PDF ရဲဘော်တွေဖြစ်တယ်ပေါ့နော်အဲ့ဒီခါမှာကျွန်တော်တို့ကဖက်ဒရယ်လို့ပြောလိုက်လို့ရှိရင်ဖက်ဒရယ်ပြည်အောင်စုလို့ပြောလိုက်လို့ရှိရင်တိုင်းသားတွေနဲ့စကားပြောတော့မယ်ကျွန်တော်တို့ကဗမာပြည်မျိုးနဲ့နေတဲ့ပြည်အောင်စုမဟုတ်ဘူးဒီထဲမှာတော့မှပဲတခြားတိုင်းသားတွေပါနိုင်တယ်ဆိုတော့ဖက်ဒရယ်လို့ပြောလိုက်လို့ရှိရင်ရဲဘော်တို့ကသဘောထားပေါ့နော်အနာဂတ်ဖက်ဒရယ်ပြည်အောင်စုတော့ကငါတို့ဗမာတွေကဒီပြည်အောင်စုကြီးမှာလူကြီးအများဆုံးနော်နေမီအကျယ်ဆုံးပညာအတက်ဆုံးဒီပြည်အောင်စုကြီးကိုငါတို့ပဲခေါင်းဆောင်ရမယ်ဆိုတော့အကိုကြီးဝါဒကိုအတွေးခေါ်ရအရင်ဆုံးဆွတ်လွတ်ရမယ်အဲ့ဒါကိုမလုပ်နိုင်လို့ရှိရင်တိုင်းသားတွေနဲ့သွားမပြောနဲ့ဖက်ဒရယ်ပဲသွားမပြောနဲ့အရင်ရှက်ဆက်ကောင်းတယ်အဲ့တော့ကျွန်တော်တို့ကဖက်ဒရယ်ပြည်အောင်စုကိုသွားမယ်သိရမလားအဲ့တော့ခုနပြောတဲ့ဟာပေါ့နော်ဟိုအရေးရှိရဲ့လူကိုဒီပြည်အောင်စုကိုဥဆောင်ဝင်ပေးရမယ်ဒါလည်းနိုင်ငံရေးအရေးကြီးရဲ့အချက်လို့ကျွန်တော်မြင်တယ်နောက်တိုင်းသားတွေနဲ့စကားပြောတဲ့အခါမှာတချို့လည်း Federal မကောက်ဘူးပေါ့ဗျာတချို့တိုင်းသားတွေရဲ့မျှော်မှန်းချက်တွေဘာတွေကိုကျွန်တော်ဖတ်ကြည့်တော့လဲသူက Confederation ထိသွားဖို့သူကစဉ်းစားကြတယ်ပေါ့နော် Confederation ထိသွားကြမယ်ပေါ့ကိုယ်ပိုင်အုပ်ချုပ်ခွင့် Confederation ကျတော့ကိုယ်ပိုင်နိုင်ငံနှီးပါးတော့သွားကြမယ်ပေါ့နော်သွားတဲ့အခါမှာလည်းပြဿနာကဘာဖြစ်လဲဆိုတော့အဆင်ပြေတယ်ကျွန်တော်တို့ကတော့ကိုယ်နယ်ကိုယ်ချုပ်တို့နေရာတို့အုပ်ချုပ်တာပဲဘာအဆင်ပြေစရာရှိတယ်အဲ့တော့အဲ့ဒါလည်းပဲဟောကျွန်တော်တို့အရင်တုန်းကပေါ့နော်ဟိုဆရာကြီးဒေါက်တာတန်းထောင်းနဲ့ဆရာစောကြီးကဒါကျွန်တော်ဘူးသူရာတစ်ခုပဲပြတယ်ကျွန်တော်ဖတ်ခဲ့ရတဲ့စာအုပ်တွေမှာဆရာစောကြီးဆိုတာဒါအမတန်မှပညာတတ်တဲ့ပေါ့နော်ကျွန်တော်မြန်မာစာပေလောကမှာလည်းဟလာထိတ်ဆုံးကထားရမယ်ပညာတတ်တဲ့ပေါ့ဆရာတော်ကြီးကတခါတမိုင်းကော်မရှင်မှာဥက္ကဋ္ဌလုပ်တယ်ဥက္ကဋ္ဌလုပ်တော့ဆရာတော်တန်းထောင်းကအဖွဲ့ဝင်ပေါ့လေဆရာတန်းထောင်းအဖွဲ့ဝင်ဖြစ်တော့ဆရာတော်ကြီးကဒေါက်တာတန်းထောင်းကိုတန်းထောင်းခမညာပကံခေမြန်မာပြည်မြေပုံဆွဲပါခမညာတမိုင်းသမားဆိုတော့သူ့ရဲ့စကားလုပ်ပြီးတော့ခမညာရဲ့အတွေ့အရှိချက်တွေနဲ့ပေါ့နော်ပကံခေမြန်မာပြည်မြေပုံဆွဲပါဆိုပြီးတော့ဆရာတော်ကြီးကဆရာတန်းထောင်းတာဝန်ပေးတယ်အဲဆရာတန်းထောင်းကသူ့ရဲ့ဟောပေါ့တမိုင်းဆိုင်ရာအတွေ့အရှိချက်တွေနဲ့ပကံခေမြန်မာပြည်မြေပုံဆွဲလာတော့ဆရာတော်ကြီးကဆရာတန်းထောင်းရဲ့မြေပုံကြည့်ဘာပြောလဲဆိုတော့ကိုတန်းထောင်းနဲ့ခမညာရဲ့ပကံခေမြန်မာပြည်မြေပုံကသေးလုံးအားကြီးတယ်ပေါ့နော်ခမားရဲ့မြေုံရဆိုလို့ရှိရင်တော့ပကံခက်မှာကျွန်တော်တို့ရဲ့မြန်မာပြည်မြေုံကသေးလုံးအားကြီးနေရဆိုပြီးတော့ပြင်ဆွဲခိုင်းတယ်အဲ့တော့ဆရာတော်စောကြီးဆိုတာအမတန်မှပညာတက်ပြီးတော့အမတန်မှဘာဖြစ်တယ်လူနော်သူတို့ပုံကူမှာတော့မှပဲပကံခက်မြန်မာပြည်မြေုံသေးမှာစိုးရိမ်နေယောဂရှိတယ်ကျွန်တော်ကပကံခက်မြန်မာပြည်မြေုံကကျွန်တော်သဘောရပြောရမှာဆိုသေးကြီးဘာရေးလဲဗျာကျွန်တော်ပြောတာဒီနေ့ခေတ်ကဘာမှတက်ရောက်တဲ့ဟာမှမဟုတ်တာဒါပေမဲ့သူတို့ရဲ့မျိုးရှစ်စိတ်ပေါ့နော်အဲ့တော့ငါတို့ဗမာပြည်ကအရင်ကြီးခဲ့တယ်သမိုင်းဆန္ဒကြီးခဲ့တယ်ဆိုပြီးလုပ်ချင်တာအဲ့တော့ကျွန်တော်ကဆရာတန်းကဘယ်လိုမှတ်ချက်ပြုလဲဆိုတော့ဆရာတော်ကြီးကအဲ့လိုပြင်ဆွဲခိုင်းတော့ကျွန်တော်ဤသမိုင်းဆိုင်ရာတွေ့ရှိချက်ဒီဆရာတော်ကြီးမျိုးရှစ်စိတ်ကိုမကြော်တော့နိုင်ပါသဖြင့်ဆိုပြီးတော့မှတ်ချက်ပြုတယ်ဆိုတော့ကျွန်တော်ကပြောချင်တာကလေဟောအုတ်တိုင်းသားတွေကခွဲထွက်ဘာထွက်ကျွန်တော်ပြောတာဟိုပေါ့နော်ဟိုကိုယ်နယ်ကိုဒီဒေသမှာရှိတဲ့လူလူပေါ့နော်ပြည်သူလူထုပဲပြောပါတော့ဒီခုနကပြောဒေသခံလူလူဟိုကြည်နဲ့ပေါ့နော်ဟိုသူတို့ကြည်နဲ့ဖြစ်လို့ရှိရင်ပြီးတာပဲအဓိကအုပ်ချုပ်သူနဲ့အုပ်ချုပ်ခံနဲ့ကြည်နဲ့လို့ရှိရင်အဓိကပဲအုပ်ချုပ်ခံကဟလာဆန္ဒမဲနဲ့အတီးဘူးတဲ့အစိုးရဖြစ်ဖို့ပဲလိုတယ်နော်ငါတို့လက်နက်ကင်ထားတဲ့လူတွေမှာဟလာငါတို့ကပဲဒါလုပ်ရမယ်ဆိုတဲ့အတွေးခေါ်မျိုးပေါ့နော်ငါတို့ကပဲအင်အားကြီးတယ်ငါတို့ကပဲဒီဟာကိုလုပ်ရမယ်ဆိုတဲ့ဟာမျိုးပေါ့အဲ့ဒါမျိုးတွေမရှိဘူးပေါ့နော်ဒါအရေးကြီးတယ်လို့ကျွန်တော်ယူဆပါတယ်အခုမျိုးစုံပေါ့နော်ကျွန်တော်မျိုးစုံအနေနဲ့ကျွန်တော်က
ခင်ဗျားတို့လူငယ်တွေကိုမှားနေတာပေါ့နော်လူငယ်ဆိုတာကျွန်တော်ထက်အကြီးရဲ့လူလည်းရှိနိုင်ပါတယ်ဒါပေမဲ့ကျွန်တော်များသောအားဖြင့်ညီညီမတွေလိုမျိုးငယ်ရဲဘော်လိုပဲကျွန်တော်မြင်တဲ့ခါကျတော့လူငယ်လိုပဲကျွန်တော်တုံးတာပေါ့လေအဲ့တော့မှားနေတာကျွန်တော်အရင်တော့ကစာရေးဆရာတယောက်အနေနဲ့ပေါ့နော်အင်တာဗျူးလုပ်တဲ့ခါမှာဆရာဝင်မှုတင်အနေနဲ့လူငယ်တွေကိုဗာပြောချင်တယ်စာဖတ်ပေးတဲ့တက်ကိုဗာပြောချင်တယ်လို့မေးတဲ့ခါမှာကျွန်တော်ပုံမှန်ဖြေတာရှိတဲ့စကားလေးရှိပါတယ်ခင်ဗျားတို့ခုနကကျွန်တော်ပြောခဲ့တဲ့ခါမှာစာဖတ်ဖို့ကျွန်တော်ပြောခဲ့တာရှိပါတယ်ကျွန်တော်ကလူငယ်တွေမှာအိမ်မက်တွေရှိတယ်အိမ်တချို့လူငယ်တွေကဟာလားဘောနော်ဆရာဝန်တွေအင်ဂျင်နီယာတွေဖြစ်ရှင်တယ်တချို့ကဟာလားစာရေးဆရာတွေပကြီးဆရာတွေဖြစ်ရှင်တယ်တချို့လည်းစမင်းသားဖြစ်ရှင်တယ်တချို့လည်းမင်းရုပ်ရှင်မင်းသားတွေအဆိုတော်တွေဖြစ်ရှင်တယ်တချို့လည်းပြိုင်ကားမောင်းတဲ့ကောင်ဖြစ်ရှင်တယ်တချို့လည်းဒေးဗစ်ဘက်ခမ်တို့လိုလားဘောလုံးကန်တဲ့ကောင်တွေဖြစ်ရှင်တယ်ပြန်လာလူငယ်တိုင်းမှာအိမ်မက်တွေရှိတယ်တချို့လည်းဟာလားနီးပညာတွေလိုက်တဲ့ဒီမှာဒီပညာတွေကိုနားကျွမ်းကျင်တဲ့ဟာလားဂိမ်းမာတွေဒီမှာ software ရေးတဲ့ပညာရှင်တွေဖြစ်ရှင်ရတယ်လူငယ်တိုင်းမှာအိမ်မက်တွေကိုစီရှိကြတာပေါ့ဗျာဟုတ်အိမ်မက်ကပထမတစ်ခါမဲ့တော့အိမ်မက်ပဲအိမ်မက်တစ်ခုကိုခင်ဗျားတို့ကထက်ခါမက်လာတဲ့အခါမှာအိမ်မက်ကနေယုံကြည်ချက်အဆင့်ကိုဖြစ်လာတယ်အိမ်မက်ကနေယုံကြည်ချက်ဖြစ်လာတယ်အဲ့ယုံကြည်ချက်ကိုဖြစ်လာတဲ့အချိန်ကြလို့ရှင်တော့ငါဒါဖြစ်ရမယ်ဆိုယုံကြည်ချက်ကိုခင်ဗျားတို့မှဖြစ်လာပြီဆိုလို့ရှင်တော့အဲ့ယုံကြည်ချက်ကိုဖြစ်တဲ့နည်းနဲ့အကောင့်ထဲပေါ်ပါလို့ကျွန်တော်တိုက်တွန်းရှင်တဲ့လူငယ်တွေကိုလေဖြစ်တဲ့နည်းနဲ့အကောင့်ထဲပေါ်ပါဆိုတာဘာလဲဆိုတော့ဖြစ်တဲ့နည်းနဲ့အကောင့်ထဲပေါ်တဲ့အခါမှာဟုတ်လားတချို့လဲဆင်းရဲမယ်ငှက်မယ်ပင်မန်းမယ်ဆင်းရဲမယ်ခင်ဗျားတို့လည်းအခုဆိုလို့ရှင်လက်နက်ကင်တော်လှန်ရေးဆိုတာခင်ဗျားတို့အနာဂတ်ဖက်ဒရယ်ပြည်အောင်စုယုံကြည်တဲ့အကောင့်ထဲပေါ်နေတာပဲခင်ဗျားတို့ဆိုလို့ရှိရင်ပိုတော်မှပင်ပန်းသေးတယ်အသက်ပေးပြီးအကောင့်ထဲပေါ်နေတာနော်ဒေါ်လာရေးယူအနာဂတ်ဖက်ဒရယ်ပြည်အောင်စုရောအသက်ပေးပြီးတော့ခင်ဗျားတို့ယုံကြည်ချက်ကိုအကောင့်ထဲပေါ်နေတဲ့လူငယ်တွေဖြစ်တယ်ကျွန်တော်အမတမလေးစားပါတယ်ဥညွတ်ပါတယ်ဒီလူငယ်တွေကစာဖတ်ဖို့လိုတယ်လို့ကျွန်တော်တိုက်တွန်းပါတယ်ဟုတ်လားခင်ဗျားတို့ရဲ့ဘဝအချိုးအကွေ့တွေမှာစာများများဖတ်တဲ့လူနဲ့ဟုတ်လားစာသိမ်းမဖတ်တဲ့လူနဲ့ကွာပါတယ်အဲ့တော့ခင်ဗျားတို့ကစာဖတ်တဲ့လူတယောက်ကဟုတ်လားကိုကလမ်းတွေကိုရွေးတဲ့ခါမှာ option တွေကိုမများရွေးချယ်နေတာပေါ့ဗျာလမ်း10လမ်းလောက်ရွေးနေတာပေါ့စာသိမ်းဖက်တဲ့လူကဟလာ9လမ်းလောက်ပဲရွေးနေတာပေါ့စာလုံးကမတည့်တဲ့လူကတော့တလန်း2လမ်းနဲ့ပဲပိတ်ပြီးနေတာပေါ့ဗျာဘဝကိုရုန်းကန်မှုတွေထွက်ပေါက်တွေမရှိဘူးပေါ့နော်တခြား option တွေကိုမမြင်တဲ့ခါကျတော့အဲ့တော့လုံးစေချင်ပါတယ်လူငယ်တွေကိုစာဖတ်ဖို့တိုက်တွန်းပါတယ်ဆိုတော့ကျွန်တော်ကခင်ဗျားတို့ ਨੇ ပေါ့နော်အခုလိုတွေ့ရတာကျွန်တော်ကခုနကလိုစာအောင်ပြောခဲ့သလိုပဲကျွန်တော်စီရေးတာဝန်တွေကိုကျွန်တော်စစ်သားကောင်းတော့မဖြစ်နိုင်ဘူးကျွန်တော်မှာစီးတို့ယောဂရှိတယ်အဲ့လိုပြင်းထန်ထန်လို့ရှိရင်ကျွန်တော်ဟိုပါဗောနော်အဆင်မပြေဘူးကျွန်တော်ယောဂဆိုတော့အဲ့လိုဟာကျွန်တော်ခင်ဗျားတို့လိုစစ်မတိုက်နိုင်တဲ့အတွက်တောင်းပန်ပါတယ်ခင်ဗျားတို့ကျွန်တော်တို့ကိုသာဗောနော်စစ်တိုက်ပေးတဲ့အတွက်လည်းဝမ်းသာပါတယ်နောက်ကျွန်တော်ကစစ်မတိုက်တဲ့တော်လည်းပဲဗောနော်ဒါကျွန်တော်ဒီဒေါ်လာရေးကိုအတွေးခေါ်အားဖြင့်ပေါ့နော် ideology တက်မဲ့ပေးရမယ်တာဝန်ရှိရပေါ့နော်စာရေးဆရာတောင်းအနေနဲ့ကျွန်တော်အဲ့လိုခံယူပါတယ်အဲ့ဒါကပေါ့ဆရာတို့တော့မဟုတ်ပါဘူးပေါ့မျှဝေတာဖြစ်ပါတယ်ကျွန်တော်သိခဲ့တဲ့ဟာတွေကျွန်တော်ဖတ်ခဲ့တဲ့စာအုပ်တွေကျွန်တော်ဘဝအတွေ့အကြုံတွေကိုမျှဝေတာဖြစ်ပါတယ်ဆိုတော့ခုနကပြောတဲ့ခါမှာဒီနေ့2021နွေဦးဒေါ်လာရေးကပေါ့အတွေးခေါ်ဒေါ်လာရေးထိသွားမယ်ဒါမှဒီမိုကရေစီကိုခြေချနိုင်မယ်ပေါ့ရဲဘော်တို့လိုအနာဂတ်ခေါင်းဆောင်တွေကဒီလိုသဘောတရားတွေသိဖို့လိုတယ်စာအုပ်စာတမ်းတွေဖတ်ဖို့လိုတယ်လိုက်နာအကျင့်သုံးဖို့လည်းလိုတယ်ကျွန်တော်တို့နိုင်ငံရပါဗျာစာအုပ်တွေကိုဖတ်တဲ့အခါမှာသမိုင်းတွေကိုရေးတာဘယ်သူတွေကသမိုင်းတွေကိုရေးလဲဆိုတဲ့ဟာရှိတယ်ဘယ်သူတွေကသမိုင်းတွေကိုရေးလဲဆိုတဲ့ဟာမှာစစ်တိုင်းတဲ့လူတွေရေးတဲ့သမိုင်းက90%ပဲအမှန်ပါတယ်ဆိုတာမျိုးကျွန်တော်ဖတ်ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကလည်းသမိုင်းအမှန်ကိုသိချင်လို့စစ်ရှုံးတဲ့လူတွေရဲ့သမိုင်းတွေကိုလည်းကျွန်တော်ရှာဖတ်ကြည့်တယ်စစ်ရှုံးတဲ့ဘက်ကလူတွေရေးတဲ့သမိုင်းကလည်း90%ပဲအမှန်ပြတယ်ဗျ30%ကိုလည်းသူတို့ကဟောနော်လိုရာကိုရေးကြတာပဲပေါ့ဆိုတော့စာအုပ်တွေဖတ်ဆိုပေမဲ့လည်းကျွန်တော်ပြောချင်တာကဖတ်တိုင်းလည်းအကုန်အမှန်လို့မယူဆကြပါနဲ့နော်သူ့စာအုပ်တွေမှာ90%ပဲမှန်ပြီးတော့သူ့စာအုပ်တွေက90%ပဲမှန်တယ်နော်ဒါကတော့လိုရာကိုရေးကြတဲ့သမိုင်းတွေရှိပါတယ်ဆိုတော့သမိုင်းဆိုတာလက်ငင်းရေးလို့ရတဲ့ဟာမဟုတ်ပါဘူး
နော်တမိုင်းဆိုတာကဒီနေ့အဖြစ်အပျက်တွေကိုတစ်ချိန်မှာနောင်လာပညာရှင်တွေသူတွေစီတွေကမှတ်တမ်းတင်ရတာဖြစ်ပါတယ်တမိုင်းကိုလက်ငင်းရေးချင်လို့မရပါဘူးကျွန်တော်တမိုင်းကိုငါကောင်းတာကြီးပဲချရေးပါလို့တမိုင်းမဖြစ်ပါဘူးခင်ဗျားတို့လည်းအဲ့လိုတမိုင်းကိုကိုယ့်ကိုကောင်းတာကြီးပဲချရေးပါလို့တမိုင်းမဖြစ်ပါဘူးတမိုင်းဆိုတာလုံးရက်ပါပဲခင်ဗျားတို့ရဲ့လုံးရက်နဲ့စိတ်သက်ကားတာလည်းဟာလားမှတ်တမ်းတင်ပါပါနော်တမိုင်းဆိုတာအဲ့တော့အားလေးတော့ပြောရင်းနဲ့အသိပေးပါရယ်ဗောနော်အားလေးကိုအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ဝေမှုတင်ပါအားလုံးပဲပြင်ပန်းကြိုက်ဆိုနားကြအောင်နော်ကျွန်တော်တို့ဒီလေကိုအောင်မဲ့ပွဲတွေကကျိုးနေပြီဆိုတော့အားပေးကြအောင်ဟို